င်းရှင်ခြင်းနေရာမှာကျမတို့လူတွေမှာကကိုယ့် channel ကမြတ်တဲ့ဟိုဘက် channel မှာရှိတဲ့မြတ်ကပိုပြီးစိမ့်နေဆိုတဲ့စိတ်မျိုးရှိတတ်ကြတယ်။သူများဘဝကိုကြည့်ပြီးကိုယ့်ဘဝကိုဝမ်းနည်းနေမယ်ဆိုရင်ဒါဟာ lack mentality ပါပဲ။ကိုယ့်ဘဝမှာရှိတဲ့အရာတွေဟာကိုယ်နဲ့အဆင်ပြေနေတယ်။ဒါတွေကိုလက်ခံထားနိုင်တယ်။ကျေနပ်တယ်ဆိုရင် abundant mentality ပဲဖြစ်ပါတယ်။စัจ java ရဲ့လေးနမ်းမှုမြင့်မြတ်မှုတည်ငြိမ်မှုအလားတရားယရနာတွေနဲ့လျှို့ဝှက်ချက်တွေဆိုတာတကယ်တော့ကျမတို့ရဲ့ဆိုနှလုံးသားထဲမှာပဲရှိနေတာပါရှာဖွေလေထိတွေ့ခံစား권ရလိမ့်မို့လို့အန်အောဝမ်းသာစရာပဲဖြစ်ပါတယ်တကယ်တော့ကျမတို့အားလုံးဟာကိုလန်းကိုတွားနေကြတာပါသူ့လိုဖြစ်ချင်လိုက်တာလို့ဘယ်တော့မှစိတ်မကူးပါနဲ့အားလုံးဟာကိုဘဝနဲ့ကိုတမူထူးခြားနေတဲ့လူတွေပါကိုဘဝဆိုးနေတယ်ဆိုရင်လည်းအကောင်းတွေကိုရှာဖွေလက်ခံပါကိုဘဝကကောင်းနေတယ်ဆိုရင်လည်းအဆိုးလေးတွေရှိနေသေးတာနားလည်လက်ခံပေးပါဟိုဘက်ခြံကမြက်ကပိုစိမ့်တာမျိုးမဟုတ်ပဲကိုယ့်ခြံထဲကမြက်ကလေးကလည်းစိမ့်ပါတယ်ပန်းပွင့်လေးတွေလိပ်ပြလေးတွေနဲ့တာယာနေရပဲဆိုတာယုံကြည်ပါစိတ်နဲ့တဲ့စိတ်ကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူလိုက်တဲ့အခါမှာတကယ်ကိုပြည့်စုံကြွယ်ဝချမ်းသာတယ်ဆိုတဲ့စัจ java ရဲ့အလားတရားတွေကိုခံစားရမှာဖြစ်ပါတယ်အခုဖတ်ပြသွားတဲ့စာစုလေးကတော့ဆီယာမမွန်ဟောစီရေးသားတဲ့ You Are Your Universe ဆိုတဲ့စာအုပ်ထဲကစာစုလေးပဲဖြစ်ပါတယ်ရှင်